လောကအဖေပဲမဲ့မွေးဖွားယုံပဲဆိုရင်လောကအဖေပဲဝိညာဉ်ရေးရာဖယားနဲ့ပြန်မိတ်ဆက်ပေးနိုင်ရင်အဲ့ဒါဝိညာဉ်ရေးရာမှာအဖအဆင့်လို့ခေါ်တယ်တောင်ကျမ်းစာမှာအဆင့်၃ဆင့်ရှိတယ်ခင်ဗျာသူငယ်အဆင့်လူပြိုအဆင့်အဖအဆင့်အဖအဆင့်ဖြစ်သွားတာဘာဖြစ်လို့လဲတဲ့အဖအဆင့်ဖြစ်သွားလူတွေအားလုံးကတီကြည်သောအသီးကိုတီးတဲ့အသက်တာဖြစ်စေရင်အဖအဆင့်ဖြစ်တယ်အဖအဆင့်ဆိုတာနားလည်ခြင်းရင်ယောဟန်ခန်းကြီး15အငယ်16မှာတင်တို့ကငါ့ကိုရွေးကောက်ကြသည်မဟုတ်ငါသည်တင်တို့ကိုရွေးကောက်တဲ့ဖြင့်တင်တို့သည်တွား၍တီကြည်သောအသီးကိုတီးမိအကြောင်းနဲ့ငါနာမကိုအမိပြု၍ခမည်းတော်မှာတောင်းသမျှသောဆုတို့ကိုရမည်အကြောင်းတင်တို့ငါခံတာဒါကြောင့်တင်တို့ဒီငါ့ကိုရွေးကောက်ငါဒီတင်တို့ရွေးကောက်တင်တို့တွား၍တီကြည်သောအသီးတဲ့ဆရာအပြင်လူတယောက်ပြောင်းလဲတယ်အဲ့ဒါအသီးသီးတယ်အဲ့ဒီအသီးကအမှုတော်ဆောင်ဖြစ်ပြီးတော့မှသူ့အပြင်လူတွေအများကြီးပြန်ပြောင်းလဲနေပြီဆိုရင်အဲ့ဒါတီကြည်သောအသီးဖြစ်သွားပြီဆရာဒီယိုမလာခင်မှာမလေးရှားကိုဆရာသွားတယ်မလေးရှားမှာသွားတာမလေးရှားဘာ conference လဲအော် acceleration conference ကိုဆရာသွားတာအဲ့ဒါလဲမလေးရှားနေစီစဉ်တဲ့ပွဲဟောခင်တရက်မှာဆရာရဲ့ဝိညာဉ်ရေးရာအတ္တတာမှာ तू ဟိုတော့အယက်သမားကွယ်အယက်သမားအနေပြီးတော့မှဆရာတရားဟောချက်တွေကြားပြီးတော့မှ तू ကအယက်ဘဝလွတ်မြောက်သွားပြီးတော့ तू ကဘုရားမှုတော်ဆောင်ဖြစ်လာမှုတော်ဆောင်ဖြစ်လာတာမကဘူး तू ကသူ့အပြင်လူတွေအများကြီးပြောင်းလဲပြီးတော့ तू ကသူ့အပြင်အမှုတော်ဆောင်တွေပါပြန်ဖြစ်လာတယ်ဆိုပြန်ဖြစ်လာတော့ तू ကအမှုတော်ဆောင်ဖြစ်နေပြီလေကွယ်အမှုတော်ဆောင်ဖြစ်တာမှ तू ကသူ့နောက်ပြန်လိုက်တဲ့သူတွေအများကြီးတောင်ရှိနေပြီသူ့ရဲ့ဝိညာဉ်သားသမီးတွေပေါ့ကွယ်အများကြီးရှိနေပြီရှိတော့ तू ကဆရာကိုလိုက်ရှာတယ် तू ကသူ့ရဲ့ဝိညာဉ်ဖခင်ကို तू ပြန်လိုက်ရှာတယ်ဒါနဲ့ဘာဖြစ်လို့လိုက်ရှာတာလဲဆရာ restaurant တစ်ခုမှာခေါ်ပြီးတော့ तू နဲ့စကားပြောဘာဖြစ်လို့အဲ့ချိန်ကလည်းသိတဲ့အတိုင်းပဲဟိုမှာဘာဝိညာဉ်ဖခင်မလို့ဘာညာဖြစ်နေတဲ့အချိန်မှာဆိုတော့နင်ကဘာလို့သူများမလို့တဲ့ချိန်မှာနင်ကဘာလို့လိုတာလဲဘာလို့ဆရာကိုလိုက်ရှာလဲပြောတဲ့အခါမှာသူပြောစကားရန်ကောင်းတယ်ကျွန်တော်ဝိညာဉ်ဖခင်နေရာရောက်လာတဲ့ခါကြတော့မှပဲဝိညာဉ်ဖခင်လိုမှန်းသိတာတဲ့မလိုဘူးလို့ပြောတဲ့အဖွဲကအဖမရောက်သေးလို့အဖအဆင့်ကိုရောက်သွားတဲ့လူကမကြည့်သင်တို့အဖေမေရဲ့တန်ဖိုးနားလဲခြင်းသင်တို့အဖေမေဖြစ်လာမှသင်တို့အဖေမေရဲ့တန်ဖိုးနားလဲတယ်